အားလုံးမင်္ဂလာပါခင်ဗျာယခုတင်ပြမယ့်အကြောင်းအရာကတော့ရှောင်းသူတေသနာဆိုင်ရာဒူဖော်မှုမှတ်တရနဲ့ပြည့်စံအတွေ့အကြုံများတဲ့ကသုံးမှန်လာမင်းသမီးတင်ချိုင်းရှားပုံတော်အကြောင်းပဲဖြစ်ပါတယ်သုံးမှန်လာမင်းသမီးတင်ချိုင်းရှားဖို့ရေးနဲ့ပတ်သက်လို့တချို့ကလည်းဒါကိုပြန်ဒူဖော်တာဟာအထိပ္ပယ်မရှိတဲ့လုပ်ရလို့ထင်မြင်ကြပါတယ်ဒီနေရာကိုပြန်လဲဒူးဖော်ဖို့တာဝန်ပေးအပ်ခြင်းခံရတော့ရှိနေတဲ့အခြေအနေနဲ့ရလဒ်တွေကိုအထက်ကိုပြန်လဲတင်ပြခဲ့ပါဘာပဲဖြစ်ဖြစ်ရှေးအောင်ဆောင်းတစ်ခုဒေသခံတွေရဲ့အစွဲလန်းတစ်ခုရေကန်ကြီးလိုဖြစ်နေတဲ့ယဉ်ကျေးမှုအမွေနှင့်တစ်ခုကိုတော့ခုလိုပြစ်ထားတာထက်စနစ်တကျပြန်လဲဒူးဖော်ထိမ့်သိမ့်သင့်ပါတယ်ဒီနေရာကနာမည်ကြီးစွာတရှိနေတဲ့အစွဲလန်းရှိနေလို့လုပ်ငန်းအစမှာတော်လေးခက်ခဲခဲ့ပါတယ်လူသမားကအစအခြားရောက်တွေကရှာဖွေရပါတယ်ရွာကန်တွေကကြောက်လို့အနားတော်မလာရဲကြပါဘူးဒီနေရာကတဲကုန်းမြို့နယ်စင်မီးဆွဲကျွေးရကိုကြီးမြို့ဆိုတဲ့ကြေးရွာမှာဖြစ်ပါတယ်လုပ်ငန်းရှင်ရလာတဲ့အခါရွာကန်တွေရဲ့ကူညီပူးပေါင်းမှုတွေလည်းတဖြည်းဖြည်းရလာပါတယ်ဒီနေရာကကိုလိုနီခေတ်ကလေးကတိုက်စာရှိလို့ခေတ်ဆက်ဆက်တူဖို့ကျင်ခံရတဲ့နေရာပဲဖြစ်ပါတယ်တူဖို့ခဲ့ကြတဲ့သူတွေကလည်းယူနန်းသွားတဲ့သူနဲ့နူဝဲသွားတဲ့သူနဲ့မြေပြင်မှာရေထင်ပြီးကူးနေကြတဲ့ရေကူးနေကြတဲ့သူနဲ့စသဖြင့်အကြိမ်ကြိမ်ကြုံတွေ့ခဲ့ကြရတယ်လို့ဆိုပါတယ်။ဒါကြောင့်ဒီနေရာကိုရွာကန်တွေနဲ့အမတန်မှကြောက်ကြပါတယ်။ကျွန်တော်တို့ဒုဖော်သူတေသနာအဖွဲ့အားလေသူတေသနာပြုနေတဲ့မိမိဝန်ထမ်းတွေကိုလေကျမ်းမာရေးကျူးဆိုင်ဖို့မှာကြားရပါတယ်စိုက်ကယ်စီးရင်တော့ဖြည်းဖြည်းစီးကြပါဘာမှမဖြစ်စေနဲ့နှုံးမို့ဆိုလို့ရှိရင်ဓာတူးလို့ဖြစ်တယ်လို့ထင်မှာဆိုလို့မှားကြတာဖြစ်ပါတယ်ဒီနေရာကိုတလားလောက်ကြာလာတူးလို့ကြာလာတဲ့ခါမှာဒေသခံတွေအလုပ်ခွင်တွေကိုလာထိုင်သူတို့အိမ်ကစားစရာလေးတွေလာပို့ကြတယ်အတော်လေးကိုဟုတ်လာပါသူတို့ကပြောပါသေးတယ်အရင်တော့ကတူးတဲ့လူတွေကိုမဟုတ်ဘူးစနစ်တကျနဲ့ဖြည်းဖြည်းတူးတယ်အုပ်တွေကိုလည်းတယူတရကင်တွေတယ်မြေတွေကိုလည်းစနစ်တကျဆွန့်ပစ်တယ်ခုပြန်လဲပြီးမူလာတိုင်းထိမ့်သိမ့်ပြီးတော့သူတို့ပြောကြပါတယ်ဘာဖြစ်လို့လဲဆိုတော့ရေကန်ကြီးလိုဖြစ်နေတဲ့ဒီနေရာမှာတနေ့တစ်ခါအခမ်းအနားကျင်းပကြတဲ့ကျင်းပပုံကတော့ဘုန်းကြီးတွေပင်ဖိတ်ရှိတဲ့နေရာရေကန်ပေါင်းချင်းချင်းလေးမှာသုံးမှန်လာမင်းသမီးအတွက်အမျှဝေရေသက်ချလူတွေကိုကျွေးမွေးအလှူဒန်းလုပ်ကြတဲ့အခုလိုပြန်လဲဒူးဖော်ပြီးတသက်ရကလေးပြန်လုပ်ပေးလိုက်တော့ဒေသခံတွေဟာကျွန်တော်တို့ဌာနကိုကျေးဇူးတင်ကြောင်းဆိုလာကြပါတယ်တကယ်တော့ဒီနေရာကရာဇဝင်သမိုင်းထဲမှာတော့အင်မတန်မှနားထောင်လို့ကောင်းတဲ့အိယာဝင်ပုံမြင်တစ်ပုဒ်ပဲဖြစ်ပါတယ်လွမ်းစောပူဆွေးကြေကွဲခဲ့ရတဲ့မင်းသမီးဓမ္မအကြောင်းပေါ့လာလုံးလို့ဒီလိုတွေဖြစ်ခဲ့ရပါတယ်ထင်လွဲသူဘယင်ကိုဒီလောက်တောင်အယုံလွယ်ရလားလို့လေစောရကတက်ကြည့်မိပါတကယ်ဆိုဒီခေတ္တရာတကားပေါက်တွေကလဲနေစီရှောင်ပြီးဝင်လို့ရပါတယ်လူလင်ကျော်တကားပေါက်ကလိုရင်ပေါ့ဂုံချောသူတွေကဒီမင်းသမီးကိုရုပ်ဆိုးပြီးဝါလွန်းလို့အဝင်တကားနဲ့တောင်မဆန့်လို့ဝင်မရဘူးတဲ့ဒါကိုယုံစရာလားဒီလောက်တောင်သလားလို့လေတွေးမိပါဒီခေတ္တရာကိုကြည့်ပါမင်းဆက်ဆက်အုပ်ချုပ်ခဲ့သူဘယင်များဟာနာလဘိန်းတုံးနေမဟုတ်ပါဘူးမြို့တည်ခဲ့တဲ့အင်ဂျင်နီယာစနစ်ကိုပဲကြည့်မလားအဆောက်အုံတွေရဲ့ဘိသုကလက်ရာကိုပဲကြည့်မလားမိုးမှာပြန်လွှင့်ပြီးနှစ်2000တိုင်မြေပေါ်မှာတဲ့မှန်နေအောင်
တီထားနိုင်ခဲ့တဲ့ဇေဒီကြီးတွေအလှတရကဉာဏ်ပညာတိမ်နဲ့ကိုပဲကြည့်မလားဘာသာဓလေ့နဲ့ပတ်သက်လို့ရုပ်တုရုပ်ကြွနဲ့တင်ញိုင်းငါစာစနစ်ကြရှိခဲ့ကြတဲ့မင်းတွေပဲဖြစ်ပါတယ်ရေသွင်းရေထုတ်စနစ်တွေအမတန်ကျွမ်းကျင်ပြီးခုခေတ်ရှေးအောင်ပညာရှင်တွေမပြီးနိုင်တဲ့သူတည်တနာတွေပြုလုပ်နေရစေဒီဘရင်တွေရဲ့ကြိုးစားအားထုတ်မှုကြံရည်ဖန်ရည်တွေကြောင့်အကြောင်းပြုလို့ယနေ့ကဘာကတော့အတိမတ်ပြုထားတဲ့ကဘာအမွေနဲ့မြေပဲဖြစ်ပါတယ်ရှေးအောင်သူနာလုပ်ငန်းတွေဟာဦးရဝကစားလို့ရွှေငွေကြောက်ကြေးတန်စတဲ့ရင်းကျင်းမှုပစ္စည်းမှန်သမျှဟာဒေသတစ်ခုရဲ့ရှေးအောင်သူနာတန်ဖိုးတွေပဲဖြစ်ပါတယ်အဲ့ဒီထဲမှာရှေးအောင်သူတွေများဖို့အမှန်မောဆုံးကတော့အိုးချမ်းကွဲပါပဲပြီးမှကြောက်စာအိုးချမ်းကွဲကိုဘာလို့မမောရတယ်လဲရှင်းပါတယ်လူမှုအဖွဲ့အစည်းတစ်ခုရဲ့အသုံးပြုပြီးအသုံးမကျတော့တဲ့ပစ္စည်းအကျိုးပဲ့များကိုသူတို့ပြောင်းရွှေ့သွားကြတဲ့အခါရွှေငွေကြောက်တံပဒများတွေလိုတည်ဆောင်သွားလို့မရှိပါဘူးဒါကြောင့်လူမှုအဖွဲ့အစည်းတစ်ခုကိုအလွယ်ချင်းကသုံးသပ်နိုင်ဖို့သူတို့ပြထားခဲ့ကြတဲ့ဦးချမ်းကွဲတွေကပဲသူတို့အကြောင်းကိုပြောပြလေရှိပါတယ်ရှေးအောင်သူတဲ့သမားဖို့ဘာရဖို့ညာရဖို့ဥတီပြီးမတူးဖို့ပါဘူးရှေးအောင်မြေလွာတွေကရှေးအောင်သူတဲ့သမားတယောက်အတွက်ဒါမိုးရှိနေတာကြီးဖြစ်ပါတယ်ဒါကိုနားလည်သိချင်ပါတယ်နေရာတစ်ခုကိုဘာကြောင့်ပဲတူးဖို့သူ့နေရာသူ့မြေလွာဖွဲ့စည်းမှုတွေအထောက်ထားများနိုင်ငံတစ်ခုအတွက်ဒေသတစ်ခုအတွက်လူမျိုးတစ်မျိုးအတွက်အရေးမှုဖြစ်စဉ်တွေကိုကွက်လက်ဖြစ်ပေးနေတာကြီးပဲဖြစ်ပါတယ်ဆိုတာကိုတင်ပြရင်အပိုင်း1ကိုဒီပုံချုပ်ပါတယ်အပိုင်း2ကိုဆက်လက်တင်ပြသွားပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်